ချန်လင်ကဒါရီအားလုံးကိုစောင့်ကြည့်နေပြီးနောက်ဆုံးမှာတော့သဘောပေါက်သွားခဲ့သည်ကျွန်တော်ရဲ့စွမ်းရည်ကအာကာသတူလောင်မှုမဟုတ်တယ်လို့ပြန်လည်ပြုပြင်တာလည်းမဟုတ်ပေခင်ကသူမလုံးဝနားမလည်နိုင်တဲ့တဘာဝတရားရဲ့နိယာမတစ်ခုလိုဖြစ်နေသည်အခြေခံကြတဲ့နိယာမတရားတွေကိုတောင်တွားရောက်ထိတွေ့နေတဲ့နှဆိုင်လာတဲ့စွမ်းအားတစ်ခုပင်သူမအတော်ကြာအောင်တိတ်ဆိတ်သွားပြီးနောက်ဆုံးမှာတော့ကျွန်တော်ကိုဥညွတ်အယူအသေးပေးခဲ့သည်ဓာတ်တော်အဖွဲ့စုဒီနေ့ကစပြီးခင်ဗျားရဲ့အမိန့်တွေကိုနာခံပါမယ်ဓာတ်တော်အဖွဲ့စုကကျွန်တော်ဘက်ပါလာတာမို့ကျွန်တော်ဟာဘလူးဘေးအိမ်ယာကိုအမှန်တကယ်ပဲအပိုင်ချုပ်ကင်နိုင်ခဲ့ပြီးကျွန်တော်စီးမြင့်အသစ်တွေချမှတ်ခဲ့သည်စွမ်းရည်ရှိသူဖြစ်စေမရှိသူဖြစ်စေအလုပ်လုပ်ရင်အစားအစာရမည်ကျွန်တော်ရဲ့ကုံဆုံးရုံမရှိတဲ့ရိတ်ခါထောက်ပံ့မှုတွေကြောင့်သူတို့ရဲ့နှလုံးသားကိုကျွန်တော်အမြန်ဆုံးဖန်ဆားနိုင်ခဲ့သည်တစ်ချိန်တည်းမှာပဲလူထုထဲမှာရှိတဲ့ဒုက္ခပေးမဲ့ပြဿနာရှာသူအားလုံးကိုလည်းရှင်းလင်းပစ်ခဲ့သည်ကျွန်တော်ရဲ့စီမံခန့်ခွဲမှုအောက်မှာတော့ဘလူးဘေးဟာလုံးဝအုံတုံပြောင်းလဲသွားပြီးစီပင်ဝပြောကတက်ဝင်လှုပ်ရှားလာခဲ့သည်ကျွန်တော်မိဘတွေကဂုံယူဝင်းကြွားမှုကျင်းတဲ့အားရမှုအပြည့်ရှိတဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုကြည့်ခဲ့ကြသည်ကျွန်တော်ရဲ့စွမ်းရည်ကအမှန်တကယ်ပါလဲဆိုတာသူတို့ဘယ်တော့မှမမေးခဲ့ကြပေသူတို့သိတာကသူတို့သားလေးအရွယ်ရောက်ကြီးပြင်းလာပြီးလူတိုင်းအားကိုးနိုင်တဲ့သူတယောက်ဖြစ်လာခဲ့ပြီဆိုတာကိုပဲဖြစ်သည်အခြေစိုက်စခန်းကချောချောမွေ့မွေ့လက်ပတ်လာနိုင်တာနဲ့အမျှကျွန်တော်ပုံမနှဆိုင်တဲ့အရာတစ်ခုကိုစတင်စဉ်းစားမိလာသည်ကျွန်တော်ရဲ့စွမ်းရည်ကဘယ်တိုင်းတာထိကန့်သက်ချက်ရှိလဲကျွန်တော်အတင်စားခောက်ဆွဲတွေကိုလည်းအသစ်ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့ပြီးအဆောက်အုံတစ်ခုလုံးကိုလည်းအသစ်ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့ပြီးဒါဆိုရင်အသက်ရှင်နေတဲ့လူသားတစ်ယောက်ကိုကောအသစ်ပြန်ဖြစ်အောင်လုပ်လို့ရမလားတိုက်ပွဲအတွင်းမှာဇွန်ဘီကုတ်ချစ်မိပြီးဇွန်ဘီအတွင်းစတင်ပြောင်းလဲနေပြီဖြစ်တဲ့ကင်းဆောင်တစ်ယောက်ကိုကျွန်တော်ရှာဖွေတွေ့ရှိခဲ့သည်လူတိုင်းကတော့သူ့ကိုကယ်တင်ဖို့မဖြစ်နိုင်တော့ဘူးလို့ထင်နေကြသည်ကျွန်တော်လူအားလုံးကိုအပြင်ထွက်ခိုင်းလိုက်သည်တကားကိုပိတ်ပြီးသူ့ရဲ့နဖူးပေါ်ကိုကျွန်တော်လက်တင်လိုက်သည်နူးညံ့တဲ့အလင်းဖြူတစ်ခုကထိုကင်းဆောင်ကိုလွှမ်းခြုံသွားခဲ့သည်သူ့ရဲ့နာကျင်အော်ဟစ်တန်တွေကတဖြည်းဖြည်းငြိမ်သက်သွားပြီးသူ့ခန္ဓာကိုယ်ထဲကမျိုးဗီဇပြောင်းလဲမှုတွေကလည်းတိတိတတ်တာဆုတ်ခွာသွားခဲ့သည်သူ့ရဲ့ဒဏ်ရာပျောက်ကွယ်သွားတာကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာလှိုင်းလုံးကြီးတစ်ခုလက်ခတ်လာတယ်လို့ခံစားလိုက်ရသည်ကျွန်တော်လုံနိုင်ခဲ့ပြီးကူးစက်မခံရခင်ကသူ့ရဲ့မူလခန္ဓာကိုယ်အခြေအနေတိုင်းပြန်ဖြစ်အောင်ကျွန်တော်ပြုလုပ်ပေးနိုင်ခဲ့ပြီးဒါကဇွန်ဘီဗိုင်းရပ်စ်ဟာတည်တယ်ပေးခံရတာမျိုးမဟုတ်တော့ဘူးဆိုတာကိုဆိုလိုခြင်းဖြစ်သည်ဒီရှာဖွေတွေ့ရှိမှုကအဆောက်အဦတစ်ခုလုံးကိုအသစ်ပြန်ဖြစ်အောင်လုပ်နိုင်ခဲ့တာထက်ကျွန်တော်ကိုပိုပြီးစိတ်လှုပ်ရှားစေခဲ့သည့်အကယ်၍ကျွန်တော်ဇွန်ဘီဗိုင်းရပ်စ်ကိုကုသနိုင်ရင်လူတွေအများကြီးကိုကယ်တင်နိုင်ပြီးဒီကမ္ဘာပြက်ကကြီးကိုတော့အဆုံးသတ်နိုင်မှာမဟုတ်ဘူးလားကြီးကျယ်ခမ်းနားတဲ့အစီအစဉ်တစ်ခုကကျွန်တော်စိတ်ထဲမှာတိတ်တဆိတ်ပုံဖော်လာခဲ့သည်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကျွန်တော်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စအချို့ကိုအရင်ရှင်းရအောင်ပြီးကျွန်တော်ရှန်လင်ကိုခေါ်သွင်းပြီးလီဟောလို့ခေါ်တဲ့အသက်ရှင်ကျန်ရစ်သူအဖွဲ့အကြောင်းတရင်စအနာရမရမေးမြန်းလိုက်ပြီးထိုအဖွဲ့တွင် Drive မီးရှန်ထိန်းချုပ်နိုင်သူချန်ရန်နဲ့ကျွန်တော်ရီစာဟောင်းပြူရန်တို့ရှိနေကြသည်ရှန်လင်ကမြေပုံကိုဆွဲထုတ်လိုက်ပြီးအရှိပိုင်းခရိုင်ကကုန်တိုက်ကြီးတစ်ခုကိုလက်ညှိုးထိုးပြခဲ့သည်ကျွန်တော်တို့ရရှိထားတဲ့ထောက်လှမ်းရေးသတင်းအရသူတို့ကအဲ့ဒီနေရာကိုတိတ်ပိုက်ထားကြပြီးအရှိပိုင်းမှာအင်အားကြီးဆုံးဖွဲ့စည်းဖြစ်သည်သူတို့ရဲ့ခေါင်းဆောင်အမည်ကချန်ရန်ဖြစ်ပြီးအထုပ်ထိပ် Drive မီးရှန်ထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်သည်ကျွန်တော်မျက်ဝန်းထဲမှာအေးဆက်တဲ့အရေးအယောင်တစ်ခုဖြစ်ပြေးသွားသည်တွားကြစို့မနှက်ဖြန်ငါတို့အိမ်နီးနားချင်းစီကိုတွားလဲကြတာပေါ့နောက်ရက်မှာတော့ကျွန်တော်ဟာရှန်လင်နဲ့ဓာတ်သွားဖွဲ့စုကိုပဲခေါ်ဆောင်သွားခဲ့သည်ကျွန်တော်ကိုယ်တိုင်အစင်းမြင့်တင်ထားတဲ့တန်ချက်ကကားကြီးကိုမောင်းနေပြီးထိုကုန်တိုက်ကြီးစီကိုတန်မတ်မောင်းနေသွားခဲ့သည်ထိုနေရာကခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ်ပြောင်းလဲထားပြီးဖြစ်သည်လက်နက်ကင်ဆောင်တွေကတတိုင်းတွေပေါ်မှာတန်းစီဆောင်ကျက်နေကြသည်ကျွန်တော်တို့ရောက်ရှိလာတာကြောင့်သူတို့ချက်ချင်းဆိုသလိုနိုးနိုးကြားကြားဖြစ်သွားကြသည်မင်းတို့နာမည်ပြောစမ်းချန်လင်ကကားတဲ့ပေါက်ကနေကိုအပြင်ထွက်ပြီးလှမ်းអော်လိုက်သည်လမ်းဘေးအခြေစိုက်စခန်းကလင်းဖန်ပဲမိတော့အခြေစိုက်စခန်းရဲ့ခေါင်းဆောင်ချန်ရန်နဲ့တွေ့ဖို့လာတာတတိုင်းပေါ်ကလူတွေကကျွန်တော်နာမည်ကိုမကြားဘူးကြတာတေချာပေမဲ့လမ်းဘေးအခြေစိုက်စခန်းကိုတော့သူတို့သိကြသည်မကြခင်မှာပဲဂုံတိုက်ရဲ့ပြမတကားကြီးပွင့်ဟသွားခဲ့တော့သည်